ပြီးမှဒိုင်လူကြီးကိုပြင်းဖို့အတွက်နောက်ကနေထက်ချက်မကွာလိုက်သွားခဲ့ပြီညဒါပေမဲ့လည်းသူမလိုပဲလှုပ်ချင်လှုပ်ပြီးအလှဆုံးပြုံးနေတဲ့ဒိုင်လူကြီးကတော့ဒီပြာဒီတာထက်တကွက်ကြုံမြင်နေပြီးလုံုံရေးတွေရဲ့အကူအညီနဲ့ကွင်းထဲကနေထွက်သွားခဲ့တာညကျွန်တော်တို့အာဆင်နယ်အသင်းကိုဖလားမရလို့ဆိုပြီးအမြဲတမ်းဝိုင်းပြီးတော့လှောင်ကြတယ်လေကျွန်တော်တို့အာဆင်နယ်အသင်းကဘာမှမဟုတ်ဘူးလေဘာလို့အာဆင်နယ်အသင်းကိုဒိုင်တွေကမှမုန်းနေကြလဲဆိုတာကျွန်တော်စဉ်းစားလို့မရဘူးဒီလိုအုံတော့မရှိတဲ့ကောင်တွေကိုဒိုင်လူကြီးဆက်လုပ်ခိုင်းနေတဲ့ရွေးဒီဖြစ်စဉ်တွေကမကြာခဏဖြစ်ပေါ်နေအောင်ပါပဲ Rice Handicap ပြခံရတဲ့ပတ်သက်ပြီးဗာများပြောချင်ပါလေခင်ဗျကျွန်တော်တို့ပွဲပြီးမှစုံစမ်းလိုက်တဲ့အခြေအနေကအခုဒီပွဲကင်တွေ့တဲ့ဒိုင်လူကြီးရဲ့မိန်းမကကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ပြည်သက်လို့သိရတယ်ဒီနေ့ပွဲမကန်ခင်မှာလည်းသူ့မိန်းမနဲ့အကြီးကျယ်ရန်ဖြစ်ကြတယ်လို့ပတ်ဝန်းကျင်ကကျွန်တော်တို့ပြန်ပြီးတော့ပြောပြတယ်ဗျသူတို့လင်မယားနှစ်ယောက်ရန်ဖြစ်တိုင်းလည်းမင်းအားပေးတဲ့အာဆင်နယ်အသင်းကဖလားမရအောင်လုပ်ပြမယ်ဆိုပြီးတော့သူ့မိန်းမကိုအမြဲတမ်းချိန်ပေါင်းလေးရှိတယ်လို့သိရတယ်ဗျဆိုတော့အားလုံးမြင်တွေ့ရတဲ့အတိုင်းပဲဒီနေ့ပွဲစဉ်မှာဒီတောက်တော်လေးဒိုင်လူကြီးကသူ့မိန်းမပေါ်မချေတဲ့ချက်တွေကိုကျွန်တော်အသင်းပေါ်ပုံချလိုက်တယ်လို့ထင်ပါတယ်ခင်ဗျကျွန်တော်တင်လီဗာပူးနီးပြတဲ့စလော့ကတိတ်ဆွန်မဲ့ပုံတော့မပေါ်ဘူးဗျခင်ဗျားတို့မြင်အောင်ဘလို့လဲရှေ့ပြောနောက်ကြည့်ဆိုတဲ့အတိုင်းပဲဟိုမှာကိုစလော့ကြီးရောက်ချလာပြီးတွေ့ရတော့ဝမ်းသာပါတယ်ရှင်ဟိုအာချောင်းတဲ့ကောင်လေးခုနကကျွန်တော်အကြောင်းဖာပြောနေတာခုနကကိုစလော့စပင်ကြီးမိုက်တယ်လို့အားလုံးပြောပြနေတာကိုစလော့လာမှကြောက်နေနေရှင်ခုနအားချောင်းတော့ချောင်းပြီးတော့အားကိုလို့ရမလားလို့ခေါ်လိုက်ပါတယ်မင်းရရာဒီမစသေးဘူးနားနေပြီလားဒဏ်ရာရနေတဲ့လူကိုအခုချိန်မှအဲ့လိုစကားတွေမပြောပါနဲ့လားဗျာမပြောလို့ရမလားမင်းဘယ်ရလာတဲ့ဒဏ်ရာမှမသိငါတို့ကခုပေးအောင်မယ်မင်းကွာလူစားလဲတာစိတ်ကောက်เสียလားနေ့တနေ့မှရောက်လာပြီဆရာကြီးတို့လိုပါလို့လည်းငါ့ကိုလူစားလာလဲနေအားကြောင့်လည်းစုံစမ်းကြည့်တယ်အောင်အားလုံးငါတို့နိုင်တယ်လေမင်းမျက်နှာကြဘာဖြစ်နေဝမ်းချုံနေရလားကိုစားလက်ဒီနေ့ဘောလုံးရသည်မှာ Space Time ချိန်လိုက်တာနဲ့ပတ်သက်ပြီးအားလုံးကလည်းသိချင်နေကြပါတယ်ဘာကြောင့်များပါလဲရှင်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ကစပင်းနေပါတိတ်ပြီးတော့အရင်တော့သိကူးဆိုင်တက်တာမဟုတ်ဘူးဗျဒါပေမဲ့ကျွန်တော်တို့အတင်းကိုနီးပြတဲ့ဆလော့ရောက်လာပြီးနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီ Space Time နဲ့ပတ်သက်ပြီးသူ့ရဲ့ပြောပြချက်တွေကိုကျွန်တော်တို့လေ့လာသိရှိခဲ့ရတယ်Space Time ကဘယ်လောက်ထိအရေးကြီးတယ်ပေါ့နော်လူတစ်ယောက်မှာသူကအရင်တော့နီးပြမလုပ်ခင်တော့လည်းစပင်ညက်ဆရာဖြစ်လောက်ကင်ခဲ့ဘူးတယ်လို့ကျွန်တော်သိရတယ်ဗျာဆိုတော့သူကကျွန်တော်ကောင်တသက်ရဲ့ဖြစ်အောင်ညှက်ပေးမယ်ဆိုပြီးတော့သူညှက်လိုက်တာဒီပုံစံဖြစ်သွားတာပဲကျွန်တော်စပင်သားကုံသွားတယ်သူပညာမကုံသေးဘူးလို့လည်းပြောပါတယ်ကိုကလန်းကိုပြိသက်တွေကမေးခွန်းလေးတွေမေးထားကြပါတယ်ဗျာကိုကလန်းမှာစော်ရှိတာတဲ့မရှိပါဘူးဟုတ်ဘာလို့ရည်စားမထားတာလဲခင်ဗျအမဂျီဆူကမထားနဲ့ဆိုလို့လေဟုတ်တယ်ဒီဘူးလေးကိုနှိပ်ရမှာမိတ်တူဆိုင်တို့ပြောလိုက်တာနဲ့ဘာကိုပြင်းမြင်မိလဲအဲ့ကြမှာအဖြစ်ပြောမယ်ဆိုမှနှိပ်နော်